မိုးရေရွာနေရသိတယ်နော်မိုးရေရွာနေတယ်ဆိုတာအမားတို့သိတယ်နော်မိုးရွာတာ3ပတ်ကြာသွားပြီနော်မိုးရွာလို့ရှိရင်နေမပူဘူးနေမပူရင်ဘာဖြစ်လဲဆိုတော့တနခါခဲတွေကလှမ်းလို့မရဘူးမချောက်ဘူးအဲ့အချိန်ကြာလို့ရှိရင်တနခါခဲတွေကအထွက်နှုတ်နှေးသွားတော့ခါကျမှအဲ့ကြလို့ရှိရင်မှအမကြီးကုန်ခါကြတော့မှအဲ့တနခါခဲဟိုကပို့ပေးပါအောင်ဒီအပို့ပေးပါအောင်ဆိုလို့ရှိရင်မဝေမှာပို့စရာမရှိပဲနေမှာနော်ကြိုတင်ပြီးတော့အော်ဒါတင်ထားကြမဝေစီမှာတနခါခဲတွေကနဲနေပြီထပ်မှာထားတယ်ဆိုပေမဲ့အဲ့ဒါတွေကအော်ဒါတွေအပြည့်ပဲနော်အဲ့ကြတော့ကုံသွားကကြတော့မှတနခါခဲဆိုပြီးတော့မှာနေလို့မရဘူးနော်အခုနေမပွင့်တာ3ပတ်ရှိသွားပြီတနခါခဲတွေကမလျှောက်ဘူးအဲ့ကြတော့လိမ့်မဲ့လူရောပြန်ရောက်မဲ့လူရောမကုံကင်ကလေးကကြိုးပဲထားကုံသွားကကြတော့မှမဝေလည်းဘာမှမလုပ်ပေးတတ်ဘူးအခုမဝေလက်ထဲမှာအခဲ30 40လောက်ပဲရှိတော့မယ်မရှိတော့ဘူးเนาะထပ်မှာထားရဲဆိုပေမဲ့အဲ့ဒါတွေကလည်းအော်ဒါတွေခွဲပို့လိုက်ရင်ဘယ်လောက်မှမကြံဘူးအားကြောင့်မလို့တခဲကို9000နဲ့900ပါတဘာဝစစ်စစ်တနခါကိုလိမ့်ချင်နေဆိုရင်မင်းခန့်ရှင်မတော့တနခါကိုလိမ့်ပါရှင်